အမျိုးတွေကိုသိတဲ့ချင်းကမင်္ဂလာတစ်ပါးပါပဲကွယ်အကူကြီးလိုလာလို့အကူကြီးတောင်းတိုင်းအကူကြီးကိုလက်မလေးချနဲ့နော် မတ်လ29ရက်နေ့တနင်္ဂနွေနေ့ည9:00နာရီခွဲCanal Plus ဇလန်း channel မှာပဲကြည့်ရှုရမယ်မြန်မာဟာသားယုံတင်ဇက်ကကြီး ဟိုအခုရောက်နေတော့အခန်းတိတ်မရှိဘူးဖြစ်နေ ရတယ်သူနဲ့ရောပြီးနားလိုက်မယ်လေ ရပါပြီ အောင်မျိုးနဲ့မျိုးမျိုးအောင်လို့ဇနီးမောင်နဲ့အိမ်ကိုအမျိုးတွေတယောက်ပြီးတယောက်ရောက်လာပြီးပြဿနာတစ်ခုပြီးတစ်ခုရှာကြပုံကိုရီမောဖွယ်ကြည့်ရှုခန်းစားရမယ်အမျိုးကိုချစ်ပါ ဘယ်အောင်မျိုးပြောနေရလဲ မင်းပြေအောင်ပြောပါသော ဘာသမီးကိုလာပြီးဖျားရောက်ပူကပ်ဖို့မကြောစားနဲ့နော် တော်နေရတို့ဘယ်လောက်နဲ့ရောင်းနေတာလဲ တနာကြီး ဘာဖြစ်တယ် အမျိုးကိုချစ်ပါချစ် ဘာကိုလဲကောင်းတယ်အမျိုးဒီစားနေ ကျမအမျိုးချစ်တော့ချစ် မြန်မာဟာသားယုံတင်ဇက်ကကြီးကို Canal Plus ဇလန်း channel မှာပဲဥဥပြပြစောင့်မျှော်ကြည့်ရှုလိုက်ပါ တော့စီးတဲ့ပိုပြီးဟာသူရှေ့ plus တလားတက်တိုးပြီး Canal Plus ဆက်ကို15000နဲ့ရယူလိုက်ပါ